နင်ကလည်းစမနေပါနဲ့တော့ပြောပါအောင်နင်ရဲ့သတင်းတူကဘာလဲဟဲ့ကိုထွန်းလေ10တန်းလာဘက်ဆောင်မိုးပြမှာပထမရတယ်တဲ့တကယ်လားတကယ်ជីဝင်းဒုတိယရတာကိုလေငါဝမ်းသာလို့မစော်ဘူးသိလားငါဝဲသိလားကိုထွန်းကလေအရန်တော်တာပဲတက်တယ်ဘာတွေဖြစ်နေကြလဲချစ်တွေကိုထွန်းကလေအစင်တစ်ရတယ်အစင်တစ်ငါလည်းအစင်တစ်ပဲလေဘာစမ်းလို့လဲတူမလားဟဲ့နင်က9ရက်မှရတာကိုထွန်းက10ရက်မှရတာပြီးတော့ရီဝင်းကိုကြော်ပြီးမှကိုထွန်းကရတာဟဲ့အေးပါဟဲ့အဲ့ဆိုလို့ရှိရင်ငါတို့ကိုထွန်းစီကိုသွားပြီးတော့မဟုတ်ဝဲကြေးကိုင်းမလို့နေလာအောင်မလားလိုက်တော့ပါဘာနေ့ပဲသွားကြတော့အေးပြီးတော့မန်နေဂျာကြီးရှိရစားထားလိုက်လာကိုထွန်းလားအော်လာအမေချော်လဲအောင်မယ်ပြင်းပြင်းအဖေဘာဖြစ်လာလဲသမီးတို့ကကိုထွန်းကလေအတန်းထဲမှာအစင်ပလိုက်ရလဲသိလားဩဘယ်သိမလဲသမီးကလည်းသမီးပြောပသိထမပထမကြာညွန်ကရီဝင်းထက်ပူချောလို့လားချွေတွေပြောပြလိုက်ဟိုကြာညုံနဲ့ရီဝင်ဘသူပိုလာလဲဟာမင်းကလည်းရီဝင်းကပူလာတာပေါ့အဲ့ဒါစစ်ထွေးအော်ရီဝင်ကိုစာရှင်းပြတဲ့ကိစ္စကိုကြာညုံစိတ်ဆိုးနေရပါကိုထွန်းသိတယ်လေပြောတာပဲပြီးရင်တော့အဲ့ရီဝင်းလာပဲသွားပြီးကတ်နေပြီမကတ်တော့ပါဘူးဆိုကြာညုံကလေဂရိပဲဂရိကြာညုံကလက်စားကြီးဖြောလာတယ်ကိုထွန်းဘောလုံးကန်ပြီးတော့မောရင်တောက်ဖို့